ကျမ်းစာဖတ်ရခြင်းအစီအစဉ်မှာကြိုဆိုပါရစေ။ဟေရှာယအနာဂတိကျမ်းအခန်းကြီး23အခန်းငယ်1မှ18တူရုမျိုးနှင့်ဆိုင်သောဗျာဒိတ်တော်ကတာရှုသင်္ဘောများတို့ညီးတွားမြည်တမ်းကြလော့မြို့သည်အိမ်မရှိတဲခုစရာမရှိသည့်တိုင်အောင်ရှင်းရှင်းပျက်စီးလေပြီခိတ္တိပြည်မှတည်င်းကြရ၏ပင်လယ်ကူးတတ်သောစီးတော်ကုံတို့သည်စီပင်စေသောပင်လယ်ကမ်းနားမှနေသောသူတို့မှန်တွေကြလော့များသောရေကိုအမိပြုသောရှိဟောရမျိုးစေမြေဤအတိအနှံကိုထိုမျိုးသည်အခွန်ရ၍အတိုင်းတိုင်းအပြည်ပြည်တို့ဤဈေးဖြစ်လေပြီအိုစီတော်မျိုးရှက်ကြောက်ခြင်းရှိလော့အကြောင်းမူကားပင်လယ်ဒီဟုသောပင်လယ်မြို့ကြီးကငါသည်ကိုဝင်မစောတာမဖွာလူပြိုနှင့်အပြိုမားတို့ကိုမမွေးမိရဟုပြောဆို၏အေဂုတုပြည်သားတို့သည်တူရုမျိုးတည်င်းကိုကြားသောအခါထိုတည်င်းကြောင့်အလွန်စိတ်ပူပန်ခြင်းသို့ရောက်ကြလိမ့်မည်တာရှုမျိုးတို့ကူကြလောပင်လယ်နားမှနေသောသူတို့ညီးတွားမြည်တမ်းကြလောဤမျိုးသည်ရှိကာလ၌တည်သည်ဖြင့်တင်တို့ရှင်နန်းသောမျိုးလောဝေသောအရ၌တဲခိုခြင်းကမိမိခြေတို့သည်မိမိကိုဆောင်သွားကြ၏တူရုမျိုးသည်ယာဇတရဖူကိုပေးတတ်သောမျိုးဖြစ်၍သူဤကုံတယ်တို့သည်မင်းသားဖောက်ကားရောင်းဝယ်သောသူတို့သည်မြေကြီးမုံမဲ့ဖြစ်လျက်ဤမျိုးတစ်ဖက်၌အဘဲသူသည်ဤကြံစီကိုကြံစီသည်။ကောင်းကင်ဘုရားအရှင်သာရဘုရားသည်ရှိသမျှသောဘုံအသူတွေတို့၏မာနကိုအဆက်ခွဲခြင်းက၎င်းမြေကြီးမုံမဲ့တို့ကိုရှုတ်ချခြင်းက၎င်းထိုတို့ကြံစီတော်မူ၏။အိုတာရှုမျိုး၏သမီးကံရုပ်ပြက်လေပြီ။မြစ်ကဲ့သို့ကိုပြည်ကိုနှံ့ပြလော့။ရန်သူသည်ပင်လယ်ပေါ်မှလက်ကိုဆန့်၍တိုင်းနိုင်ငံတို့ကိုလှုပ်ရှားလေ၏ခါနန်ပြည်၌ခိုင်မာသောအရတ်တို့ကိုဖျက်ဆီးစေခြင်းကသာရဖျားအမိန့်တော်ရှိ၏ငင်းဆန်ခြင်းကိုခံရသောကညာဇီးတော်မျိုး၏သမီးတင်သည်နောက်တစ်ဖန်ရှင်လန်းခြင်းမရှိရထလော့ခိတ်တင်ပြီးတော့ကူတော်လော့ထိုအရ၌လည်းညင်သက်ခြင်းမရှိရဟုမိန့်တော်မူ၏အထက်ကမရှိသောခါလဒဲအမျိုးသားတို့နေသောပြည်ကိုကြည့်ရှုလော့ထိုပြည်ကိုအရှုရိမင်းသည်တော်တွင်တော်လို့နေကြရဖို့တည်ထောင်၏ထိုပြည်သားတို့သည်ပြအိုးတို့ကိုတိဆောက်၍တူရုအိမ်တော်များနှင့်မြို့များကိုရှင်းရှင်းဖျက်ဆီးကြ၏တာရှုသင်္ဘောများတို့ညီးတွားမြည်တမ်းကြလော့တင်တို့၏မြို့ကြီးသည်ပြတ်ကုန်ပြီထိုကာလ၌တူရုမြို့ကိုမဲဆက်တစ်ဆက်အတိုင်းအရှိနှစ်80ပတ်လုံးအပေသူမျှမအောင်မေရအနှစ်80လွန်သောအခါပြည်တစားမိမအားတချင်းဆိုတဲ့ကဲ့သို့တူရုမြို့အားတချင်းဆိုလိမ့်မည်အပေသူမျှမအောင်မေသောပြည်တစားမိမစောင်းကိုကန်၍မြို့တွင်လှည့်လည်လော့တဘာတို့သည်တင့်ကိုတတိယစေခြင်းကတာယာသောအတန်နှင့်တည်၍တချင်းကိုများစွာတည်ဆိုလော့အနှစ်90လွန်သောအခါသာရဖျားသည်တူရုမြို့သို့ကြည့်ရှုကြွလာတော်မူလေပြီသူသည်လည်းတစ်ဖက်အမြဲရသောဘာသာတို့လိုက်ပြန်၍မြေကြီးမျက်နှာပေါ်မှာရှိသောလောကီနိုင်ငံတို့နှင့်မတရားသောဓမ္မထုံတို့ကိုပြုလိမ့်မည်တို့ရွာတွင်သူ၏ကုံသွဲခြင်းအမျက်ရခြင်းအရာတို့သည်ထာဝရဘုရားအဖို့တန်ရှင်းလိမ့်မည်စီးဖူးတူထားခြင်းကိုမပြုရကုံသွဲသောပန္နာသည်ထာဝရဘုရားရှိရ၌နေသောသူတို့အဖို့ဖြစ်၍သူတို့သည်ဝါစာစား၍ခိုင်သောအဝတ်ကိုဝတ်ကြလိမ့်မည်ကျမ်းစာသို့ရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေဖရာသခင်ယနေ့ဖတ်ရှုရသောနှုတ်ကပတ်တော်အတွက်အထူးပင်ကျေးဇူးတင်ပါ၏ကိုရောဖရာသည်တိုင်းနိုင်ငံအသီးသီးတို့ကိုအုပ်စိုးပိုင်တတော်မူကြောင်းနှင့်တိုင်းနိုင်ငံတို့၏အနာဂတ်ကိုပင်လျင်စီရင်ပြုပြင်တော်မူသောဖရာသခင်ဖြစ်ပါ၏အိုအဖဖရာတိုင်းနိုင်ငံအသီးသီးတို့အပေါ်ကိုရောဖရာ၏တရားစီရင်မှုကိုလည်းကျွန်ုပ်တို့မြင်တွေ့ရပါ၏ကိုရောဖရာကိုခိုလုံကိုးစားခြင်းထက်တိုင်းနိုင်ငံတို့သည်မိမိတို့၏ကြွယ်ဝချမ်းသာခြင်းအောင်မြင်ခြင်းများအပေါ်မာနထောင်လွှားခြင်းများကိုကိုရောဖျားသည်နောက်ဆုံးတွင်တိုင်းနိုင်ငံတို့၏ထောင်လွှားမှုများကိုနှိမ့်ချတော်မူပြီးကိုရော၏ဘုန်းတော်ကိုထင်ရှားစေတော်မူသောဖျားသခင်ဖြစ်ပါ၏အိုအဖဖျားကိုရောဖျားသည်စီရင်ပြုပြင်ဆုံးမခြင်းအမှုကိုပြုပြီးသည့်နောက်
ကျေးဇူးတော်ကိုလည်းပြန်လည်ချပေးသနာတော်မူကြောင်းကိုဤနှုတ်ကပတ်တော်တွင်ကျွန်ုပ်တို့သည်ဖတ်ရှုရသည့်အတွက်ကျေးဇူးတင်ပါ၏ဖျားသခင်ဤဘုန်းတော်အတွက်တိုင်းနိုင်ငံများကိုပင်အသုံးပြုကြောင်းသိရှိရသည့်အတွက်လည်းကျေးဇူးတင်ပါ၏အိုးအဖဖျားကိုရောဖျားဤတရားစီရင်မှုသည်ပြည့်စုံ၍ကိုရောဖျားဤဂရုဏာတော်သည်ထာဝရတည်မြဲကြောင်းသိရှိရခြင်းအတွက်လည်းကျေးဇူးတင်ပါ၏အိုးအဖဖျားသခင်ကျွန်ုပ်တို့ဤခေတ်ကာလထဲတွင်လည်းကြွယ်ဝချမ်းသာမှုနှင့်အာနာတကူးများအပေါ်သာကိုးစားနေခြင်းများလည်းများစွာရှိပါ၏သို့ပါသောကြောင့်အဖဖျားသခင်ကျွန်ုပ်တို့၏အသက်တာ၌မြင့်မြတ်တော်မူသောကိုရောဖျားထက်မြည်သည့်အရာကိုမျှမခိုးလုံမကိုးစားမိစေဖို့ရန်တွင်တင်တော်မူပါထိုအရာများအတွက်ကိုရောဖျား၏စီရင်တော်မူခြင်းရှိကြောင်းကိုလည်းသတိရစေတော်မူပါအိုးအဖဖျားကျွန်ုပ်တို့၏တိုင်းနိုင်ငံမှစ၍တိုင်းနိုင်ငံအသီးသီးတို့အတွက်ဆုတောင်းပါ၏ကိုရောဖျား၏နိုင်ငံတော်တည်ထောင်လာနိုင်စေရန်ဤတိုင်းနိုင်ငံများအသီးသီးတို့ကိုကိုရော၏ဘုန်းတော်အတွက်အသုံးတော်ခံနိုင်သောတိုင်းနိုင်ငံများဖြစ်စေဖို့ရန်ကောင်းကြီးပေးသနာတော်မူပါမည်အကြောင်းမြတ်တော်မူသောသခင်ယေရှုခရစ်တော်ဖျား၏နာမတော်၌ယူသည်စွာဆုတောင်းဆက်ကပ်ကြပါ၏အာမင်ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်သောဝိညာဉ်တော်သုံးပါးတစုဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂရုဏာကျေးဇူးတော်နှင့်မိတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်သင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေသောအာမင်